အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့နာမည်နဲ့ performance နဲ့မလိုက်တဲ့ laptop တော်တော်ပြောပေးရပေါ့နော်အကောင့်လေးကတော့ကျွန်တော်ခုဒီမှာကင်ထားတဲ့ကျွန်တော်တို့ဒီ Acer Nitro Lite ပေါ့နော်Lite တော့မဟုတ်တယ်ဒါပေမဲ့ကျွန်တော် performance ကတော့ share ကျန်းပေါ့နော်ဘာလို့ကျန်းလာလဲဆိုရင်ဒီကောင်တော့ Intel Core i5 30 generation သုံးထားတယ် RAM လည်း DDR5 16GB သုံးထားတယ်ပြီးရင် SSD format 2ပါတယ်အဓိကတော့ကျန်းလာတော့graphic ပေါ့နော် Nvidia RDNA 3050ကိုမှာသူ 6GB ပါဝင်နေပေါ့နော်အဲ့တော့ 6GB လဲ graphic 6GB VRAM 6GB သုံးခြင်းတဲ့လူတွေအတွက်ဆိုရင်ဒီကောင်းလေးအဆင်ပြေတယ်နောက်တစ်ခုကတော့ဗာအဆင်ပြေတဲ့ဆိုရင်ဒီမှာဆိုရင် design ပေါ့နော်ကျွန်တော်ဒီမှာ design လေးက gaming design လို့ပြောလို့မရအောင်သူကပါတယ်ပေါ့နော် gaming design ပြောလို့ရအောင်ပါတယ်အဲ့တော့ကျွန်တော်တို့က business သမားတွေလည်းသုံးလို့ရတယ်ဒီမှာရှေ့မှာဆိုလဲကျွန်တော်တို့ဒီ spread ပေါ့နော်ဒီသူ့ရဲ့ဒီအစားနောက်ပိုင်းသူ့ရဲ့ app လေးတွေပေါ့နော်ဘယ်လိုပြောအမှုပညာဆန်တဲ့ဟာမျိုးလေးထည့်လာတာများတယ်ပြီးတော့ဒီ Nitro တွေကဒီအရင် logo တော့မဟုတ်တော့ဒီ Predator ရဲ့ logo တစ်ချမ်းလေးတွေဖြစ်သွားမယ်ပြီးရင် design လေးတွေလည်းဆန်းလာတယ်ပေါ့နော်ဒီကောင်လေးတွေဆိုရင်ဈေးနှုန်းကလည်းမဆို36သိန်းဝန်းကျင်မှာရှိမယ်ဒါတော့ပါပြီးမဲ့တဲ့ gaming design လိုမျိုး ASWD မှာကျွန်တော်တို့နေအောင်လေးနဲ့လုပ်ပေးထားတယ်ပြီးရင်ကျွန်တော်တို့ကတော့ screen ပေါ့နော် screen နောက်ပိုင်းတွေကမိုက်လာတယ်ပေါ့နော်ဘာလဲဆိုရင်16လက်မှာ WHA ပေါ့နော် pixel ပို့ပြီးကောင်းပါမယ်ပြီးတော့ဒီကောင်ကြိုက်တာလေအရင်ကြိုက်တာframe rate ပေါ့နော်165ပေါ့နော်165 Hz ရတယ်အဲ့တော့ကိုက gain တွေစော်မယ် engineering software တွေသုံးမယ်ဆိုရင်တော့လုံးဝ smooth ဖြစ်နေမယ်ပေါ့နော် Wi-Fi CE ပါမယ်ဒီကတော့ DDR5 RAM support ရသွားမယ်ပြောချင်တာကတော့ဈေးလက်သက်တာတယ်game ကြီးလို့ထူးထူးထဲထဲကြီးလည်းမဟုတ်ဘူး frame rate ကလည်းအမြင့် graphic ကလည်း 6GB တောင်သုံးရမယ် RTX 3050ကိုဆိုရင်เนาะဒီကောင်လေးတွေကတော့မိုက်တယ်ပေါ့နော်တော်တော်လဲတန်တယ် performance လည်းကျန်းတယ်ပေါ့နော်နာမည်သာ live ဖြစ်နေတာပေါ့နော် okay ဒီကောင်လေးဆိုလဲငိမ့်တဲ့ laptop ဆိုင်တွေမှာဝယ်ယူအားပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်